ပထမအိမ်တော်နဲ့မကွာရှင်းရသေးပဲနဲ့ဒုတိယအိမ်တော်ထပ်မံထူထောင်နေဆိုရင်ဒုတိယယူတဲ့ဇနီးခင်မွန်းကတရားဝင်တဲ့ဇနီးခင်မွန်းဖြစ်ပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှင်နေတော့ချစ်ချစ်ဆန်ဖြစ်ပါတယ်မျိုးကိုလေးကတော့ရှာမတွေ့တော့လို့ဒီဗီဒီယိုလေးနဲ့ပဲဖြေကြားပေးချင်ပါတယ်ရှင်အဲ့တော့သူကပထမအိမ်တော်နဲ့တရားဝင်ကွာရှင်းတက်စေရသေးခြင်းမရှိဘူးပေါ့နော်မရှိဘဲနဲ့ဒုတိယအိမ်တော်ထပ်မံပြီးတော့ထူလိုက်တယ်ထပ်မံထိမ်းများလိုက်တယ်ပေါ့နော်လက်ထက်စာချုပ်လက်မှတ်ထိုးလိုက်တယ်မင်္ဂလာဆောင်ခန်းနာတွေပြုလုပ်လိုက်တယ်ဒါမှလူသိရှင်ကြဒါလင်မယားဖြစ်ပါတယ်ဆိုပြီးတော့ပေါင်းတင်နေထိုင်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဒုတိယအိမ်တော်ထူလိုက်တယ်ဆိုရင်ကိုထူထောင်လိုက်တဲ့ကိုရဲ့ဒါတစ်ဖက်အိမ်တော်ဘက်ပေါ့နော်ဒါခင်မုန်းဆိုရင်လည်းသူ့ရဲ့ဇနီးပေါ့ဇနီးဆိုရင်လည်းတစ်ဖက်ခင်မုန်းပေါ့အဲ့လိုဒုတိယအိမ်တော်ဘက်ကတရားဝင်လင်မယားအရာမြောက်သွားလားသူနဲ့ပတ်သက်တဲ့အခွင့်အရေးတွေရှိလားဆိုရင်တော့ကျမတို့2015ခုနှစ်ဩဂုတ်လ31ရက်နေ့မှာတလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကိုအတည်ပြုပြဋ္ဌာန်းထားပါတယ်တရားဝင်တည်မြဲနေတဲ့အိမ်တော်ရှိပါလေနဲ့တခြားသောအမျိုးသားအမျိုးသမီးတဦးနဲ့တရားမဝင်ပေါင်းတင်နေထိုင်တာထပ်မံထင်းများတာတွေကိုပြုလုပ်ဆောင်ရွက်လို့မရပါဘူးတကယ်လို့ဆောင်ရွက်တယ်ဆိုရင်အဲ့ဒီဥပဒေအရအိမ်တော်ရှိတဲ့သူကတလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူခြင်းခံရမယ်တစ်ဖက်ပေါ့နော်ကိုလက်ထက်လိုက်တဲ့ဇနီးသို့မဟုတ်ခင်မုန်းပေါ့နော်အဲ့ဒီအမျိုးသားအမျိုးသမီးတွေဟာလည်းတရားဝင်အမျိုးသမီးအမျိုးသားဖြစ်လာမှာမဟုတ်သလိုဒီအမျိုးသမီးအမျိုးသားနဲ့ပေါ့သူလက်ထက်ထင်းများလိုက်တဲ့အမျိုးသမီးအမျိုးသားနဲ့သက်ဆိုင်တဲ့ဒီအမွေဆက်ခံခွင့်တို့အခွင့်အရေးတို့ပေါ့နော်ဒါတွေကလည်းသူ့အနေနဲ့ရပိုင်ခွင့်ရှိမှာမဟုတ်ဘူးအဲ့တော့ဒုတိယအိမ်တော်ထူထောင်ခြင်းနဲ့ဆိုရင်တော့ပထမအိမ်တော်နဲ့တရားဝင်ကွာရှင်းတက်စေပြီးမှဒါလည်းဒုတိယအိမ်တော်ထူထောင်လို့ရမယ်ဒါမှဒါလည်းဒုတိယထူထောင်တဲ့ဇနီးခင်မွန်းဟာတရားဝင်တဲ့ဇနီးခင်မွန်းဖြစ်လာမယ်ပေါ့နော်အဲ့လိုမဟုတ်ပဲပထမအိမ်တော်နဲ့တက်စေရသေးခြင်းလုံးဝမရှိတဲ့အနေအထားမျိုးမှာတရားမဝင်ပေါင်းတင်တာပဲဖြစ်ဖြစ်ထပ်မံထိမ်းများလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးငါယူလိုက်လို့တရားဝင်ကအမျိုးသမီးဖြစ်သွားပြီငါယူလိုက်လို့တရားဝင်ကအမျိုးသားဖြစ်သွားပြီလို့ပြောလို့မရဘူးပေါ့နော်ဥပဒေကြောင်းအရဆိုရင်သူတို့ဟာတရားမဝင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တရားဝင်ဇနီးမယားခင်မွန်းဆိုတာမျိုးကိုဖြစ်လာမှာမဟုတ်ဘူးဆိုတာလေးကိုကျွန်မအနေနဲ့အကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ